သူများတကာထက်နေရာတကာမှာတာနေကောင်းနေတယ်လို့ထင်မှတ်နေတတ်တာကပညာရှင်တွေမှာမရှိသင့်တယ်လို့ဝါသနာရှင်တွေမှာလည်းမရှိသင့်ဘူးလို့ကျွန်တော်ထင်မြင်ယူဆမိပါတယ်ခင်ဗျာဒီဗီဒီယိုဖိုင်လေးနဲ့ပတ်သက်ပြီးပြောချင်တာကဘာလဲဆိုတော့ပညာရက်ဆိုတာကဘယ်လက်နဲ့ညာလက်လို့ပါပဲအခြေအနေနဲ့အချိန်ခါပေါ်မူတည်ပြီးတော့အသုံးဝင်ပုံဝင်နည်းချင်းမတူပါဘူးခင်ဗျာနောက်ပြီးတော့အကျော်ပြင်စာအုပ်တစ်ခုမှာအနှိပ်အကျော်ပြင်စာအုပ်တစ်ခုမှာပေါ့နော်စာအုပ်ကျန်းစာအုပ်တစ်အုပ်မှာပေါ့ကျွန်တော်ဖတ်ဖူးတာကဘာလဲဆိုတော့အနှိပ်ဆရာတွေအကျော်ပြင်ဆရာသွေးပြင်ဆရာအဲ့ဒါတွေကတဲ့ထွန်ကျစ်နဲ့တူတယ်တဲ့နော်ဆေးဆရာကဘာနဲ့တူလဲဆိုတော့တပြက်စီးနဲ့တူတယ်တဲ့နော်အဲ့တော့ထွန်ကျစ်ဆိုတာကတော့သိတဲ့အတိုင်းပဲတပြက်စီးနဲ့မနိုင်တော့တဲ့အကျဉ်းသားအမှိုက်အကြီးစားအမှိုက်ကြီးတို့ဒါမြန်မြန်အချိန်တိုတိုတွင်းမှာမြန်မြန်ပြောင်းအောင်ဒါဆွဲထုတ်ရထုတ်ပြကြတဲ့ဥစ္စာတပြက်စီးဆိုတာကလည်းထွန်ကျစ်နဲ့လှုပ်လို့အဆင်မပြေတဲ့အမုံအမွှတီးတီးလေးတွေကိုဒါတပြက်စီးကဒါအစအနာပါပျောက်သွားအောင်ပြောင်းအောင်ပေါ့နော်ပြောင်းအောင်ဆင်အောင်ဒါလှဲကျင်းပေးရတဲ့ကိစ္စတစ်ခုပါအဲ့တော့ပြောချင်တာကစောစောတော့ကျွန်တော်ပြောသလိုပဲပညာရက်ဆိုတာဘယ်လက်နဲ့ညာလက်လို့ပါပဲအချိန်နေနဲ့အချိန်ခါပေါ်မူတည်ပြီးတော့အသုံးဝင်မဝင်နည်းချင်းမတူပါဘူးခင်ဗျာအဲ့ဒီတော့ကိုယ်ပညာရက်ကမှသူများတကာထက်နေရာတကာမှာတာနေကောင်းနေတယ်လို့ထင်မှတ်နေတတ်တာကပညာရှင်တွေမှာမရှိသင့်တယ်လို့ဝါသနာရှင်တွေမှာလည်းမရှိသင့်ဘူးလို့ကျွန်တော်ထင်မြင်ယူဆမိပါတယ်ခင်ဗျာဒီဗီဒီယိုဖိုင်လေးကိုအခုကြည့်နေတဲ့နော်ကျွန်တော်ရဲ့ပရိသတ်ကတော့ဘယ်လိုများထင်မြင်မိပါတယ်လဲခင်ဗျာထင်မြင်ယူဆချက်ကလေးကိုအောက်မှာ comment ရေးနိုင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ပြီးတဲ့အတွက်ကြောင့်အားလုံးပဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာစိတ်ဓာတ်ဒုက္ခကာယဒုက္ခနထာနာနှင့်ပြည့်စုံပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ